အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဒီနေ့တော့ဗိုလ်ချုပ်ရွာဝထိပ်က site လေးတစ်ခုပဲရောက်ရှိနေရဖြစ်ပါတယ်ကျွန်တော်ရွှေမိသိအဖွဲ့ကတက်ဆင်ပေးထားတဲ့တကားလေးတွေဘယ်လောက်လှလဲဆိုတော့ကျွန်တော်တို့သွားကြည့်လိုက်ရအောင် Let's go ဒီအောက်ထပ်လေးမှာတော့အကုန်လုံးသုံးထားတဲ့ဟာလဲ slide လေးဖြစ်ပါတယ်သုံးထားတဲ့ brand ကတော့ Aladdin ဖြစ်ပြီးတော့သူက solar စိမ်းလေးနဲ့ပေါ့ဒါကတော့ twilight ခန်းလေးပဲဖြစ်ပါတယ်ကျွန်တော်ကြိုက်တဲ့ပုံစံလေးတစ်ခုပေါ့နော်ဒါဆိုရင်သူကမှန်တဝက်ကိုမသုံးမဲနဲ့မှန်ကိုတချမ်းလုံးထည့်ထားတဲ့ဒီဇိုင်းလေးပါအများကြီးကျွန်တော်တို့ twilight ခန်းလေးမှာမြင်ရတဲ့ခြေကျော်တကားလေးဆိုရင်မှန်ကိုတဝက်သုံးတယ်ဒါမှမဟုတ်တပေသုံးတာမျိုးရှိတယ်ပေါ့နော်ဒီလိုတချမ်းဒီဇိုင်းမျိုးနဲ့သုံးနေဆိုတာရှားပါတယ်ဟိုသုံးထားတဲ့မှန်လေးတော့သွေးကြောမှန်လေးပေါ့နော်ဒါဆိုကျွန်တော်တို့အပေါ်တက်ကိုတစ်ချက်တက်ကြည့်လိုက်အောင်အပေါ်တက်ကတော့အောက်ထပ်နဲ့မတူဘူးသူကတော့ပိုဆန်းတာပေါ့နော်အပေါ်မှာအဖွင့်ကိုသုံးထားပေးတယ်ဒီမျက်နှာဝလေးဆိုရင်3ရက်ဖွင့်ကိုသုံးထားပေးတော့3ရက်ဖွင့်မှာအပေါ်ကမှန်သေးတပေခွဲနေပေါ့နော်ဒီအဖွင့်နေမှာကျွန်တော်တို့အထူးသတိထားရမယ့်အရာလေးရပေါ့နော်ကျွန်တော်တို့လေတိုက်တဲ့အခါမျိုးဆိုရင်တကားပြန်မပိတ်အောင်လို့ဒီလေချိတ်ကလေးကိုကြက်ထားလို့ရတယ်ပေါ့နော်ကြက်ထားတဲ့အခါကျရင်ကျွန်တော်ဒီတကားလေးကလေတိုက်တဲ့အခါကျရင်အတွင်းကိုပြန်မလာဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ပြန်ပိတ်တဲ့အခါကျရင်ကဘာဒီဟာကြီးကိုမချောင်မဲနဲ့ပြန်ပိတ်မိတဲ့အခါကျရင်ကျိုးပြီးတော့ပတ်တာကွေးတာတို့ကြီးပေါင်ကွဲထွက်တာတို့ဖြစ်တတ်ပါတယ်အဲ့ဒါလေးတော့အထူးပြုဆိုင်မှာပေါ့နော်သူကတော့အပေါ်တက်တွေအကုန်လုံးတော့ဖွင့်အုံးလေးပဲသုံးပေးထားတာပါဒီချိုးကန်းလေးမှာဆိုလေသူကအောက်ထက်ကပုံစံအတိုင်းကြီးပေါ့နော်မှန်သေးကိုအချမ်းထည့်ထားတဲ့ပုံစံလေးပေါ့ဒီမှန်ဟိုဘက်ဒီဘက်ကိုဒိုးရပေါက်တော့မမြင်ရဘူးပေါ့နော်ကျွန်တော်တို့အရေးကလေးပဲမြင်ရပါတယ်ကျွန်တော်ဒီနေ့လိုက်ပြပေးခဲ့တဲ့တကားလေးတွေကတော့ကျွန်တော်ရွှေမိသိတက်ဆင်ဖွဲ့ကတက်ဆင်ပေးထားတဲ့တကားလေးတွေပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့ customer တူဦးတယောက်ကြီးစီတိုင်းကိုကျွန်တော်အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာကျွန်တော်ကတော့ရွှေမိသိတက်ဆင်ဖွဲ့ကဝေယံဖြိုးပဲဖြစ်ပါတယ်ခင်ဗျာ UPC နဲ့ပတ်သက်လာရင်ဘယ်လိုခက်ခဲတဲ့ပုံစံမျိုးပဲလာကျွန်တော်ရွှေမိသိကိုသာတတိယလိုက်ပါအားလုံးကျေးဇူးတင်ပါတယ်